Hello အားလုံးပဲမင်္ဂလာပါဆောင်းကအေးနေပြီဆိုတော့ဒီဘက်ပေးရမှာကန်းကြီးကိုဆင်းပြီးတော့လမ်းလျှောက်မယ်ဆိုပြီးမနေ့စောစောထားပါမယ်ဆို6နာရီခွဲမှအေးရကနိုးပါတယ်အေးရကနိုးပြီးတော့ကြပြကလေးသွားဖို့ပြင်ပါတယ်ဒါလေးကတော့ຫນွေမိုးဆောင်အသုံးလို့ရတယ်ကျမရဲ့ handmade အုတ်ထုပ်လေးပါအုတ်ထုပ်ကကြည့်ပြီးကောင်းအောင်သေးနေတော့ကျမ father ရဲ့ adjust လေးလုပ်ပြီးထားပါတယ်မနေ့ကန်းကြီးဆင်းတဲ့အချိန်မှာမိုးစင်စင်လေးနေပါပြီဒါပေမဲ့လည်းကျွန်မကန်းကြီးကိုဆက်သွားလိုက်ပါတယ်ကျွန်တော်တို့ကန်းကြီးရောက်တဲ့အချိန်မှာလူကြီးတွေလမ်းလျှောက်တဲ့လူကြီးတွေပြန်လာနေကြပါပြီကန်းကြီးသွားရင်လည်းညီမ2ယောက်ဆက်ပြီးဆွဲကြပါတယ်အဲ့ဒါနေပြီးတော့ရွာနဲ့နည်းနည်းလှမ်းဝေးသွားတဲ့အချိန်မှာပြန်လာကြပါတယ်ရှင်ဒါလေးကတော့ကျမတို့ကန်းကြီးရဲ့အလှတရားလေးတစ်ခုပေါ့နော်အဲဒီကနေပြီးတော့အိမ်ပြန်ရောက်တဲ့အချိန်မှာကျမရဲ့ထိုးလက်စာပဝါလေးကိုဆက်ပြီးတော့ထိုးရပါတယ် customer ကခရီးမသွားခင်အမိလိုချင်တယ်ဆိုတော့အဲ့ဒါလေးကိုဒီတစ်ပတ်စနေတနင်္ဂနွေပေးရမှာအပြီးထိုးရမှာဖြစ်ပါတယ်အဲ့ဒီအတွက်အားကျုံမတဲ့ထိုးနေပါတယ်ရှင်ဆောင်းနှင်းကအေးနေတာဆိုတော့ကိုကလည်းစနေတနင်္ဂနွေပဲအားတာဆိုတော့မနက်ပိုင်းနေကောင်းမချော်နိုင်လို့အပြေးပြေးကောင်းလေးရှို့ရပါသေးတယ်ရှင်အဲ့ဒီကနေပြီးတော့ဆက်ပြီးတော့ပန်းထိုးရပါတယ်ပန်းထိုးတာည8နာရီခွဲမှပြီးပါတယ်ပန်းထိုးပြီးတာနဲ့တော့မပြီးသေးပါဘူးမိဖူတိုက်တဲ့ပုံရိုက်ဖို့ကြံပါသေးတယ်အဲ့ဒါကိုတော့နောက်နေ့မနက်မှဆက်ပြီးတော့လုပ်ရမယ်ပေါ့နော်ဒီနေ့ကတော့ဒါလောက်နဲ့ပဲပြီးလိုက်ပါတယ်ရှင်ဒါလေးကတော့ customer ရှိကိုအပ်ရမယ်ပစ္စည်းလေးပါ